Hello everyone အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့ vlog လေးကတော့ချာရီအဖေမွေးနေ့ရဲ့တော့မှတ်ရရိုက်ဖြစ်ခဲ့တဲ့ vlog လေးဖြစ်ပါတယ်ဒါကတော့ဖေးအိမ်မသွားခင်ညပေါ့နော်အဖေနဲ့အမေတို့မွေးနေ့ကိုလို့မွေးနေ့လက်ဆောင်လုပ်ဖို့ပေါ့နော်အဖေမွေးနေ့ကပြီးခဲ့လာပါအမေမွေးနေ့ကတော့ဒီလ19ရက်နေ့ထိအပတ်ထဲမှာပေါ့နော်ဒါမဲ့သူ့ကိုလည်းကြိုလုပ်ပေးထားတယ်နှစ်ယောက်စလုံးတော့အဖေကိုတော့မွေးနေ့ကိတ်ကလေးနဲ့သူ့ surprise လုပ်တယ်ဒီ cherry အမေကိုကြတော့သူတို့ချင်းတဲ့အင်ဂျီလေးနဲ့ surprise လုပ်မယ်ပေါ့နော်အဲ့လိုတော့ဆုံးဖြတ်ထားပါတယ်အခုကတော့ cherry ဒီမှာပေါ့နော်အခုဒါလေးကတော့ cherry အမေနဲ့ဖေတို့လက်ဆောင်လုပ်ဖို့ဆိုပြီးတော့ကိုရိုင်း handmade လုပ်တဲ့ဥစ္စာလေးပေါ့နော်အဲ့တော့ရခဲ vlog လေးပဲဖြစ်ပါတယ်အဲ့ဒါတော့ဒါနောက်ရက်ပေါ့နော်နောက်ရက်ဖေးရုံသွားမှရဲ့ outfit check လေးပါခုတော့ဒီခေါက်ကတော့အမအရင်မလိုက်ဘူးပေါ့နော် cherry အရင်သွားပြီးတော့အမ cherry အဖေမွေးနေမှလိုက်တာပေါ့နော်ဒီမနေ့ပိုင်းလေးတွေကလည်းတော်တော်လေးတိုက်တယ်မိုးတွေကလည်းရွာချင်လို့ဖြစ်တယ်ပေါ့နော်အမပြီးတော့ခုတိုက်စီနဲ့စပြီးတော့ထွက်ပါပြီကတော့မမေရဖြစ်ပါတယ်ရှင်ကဲဒါတော့နောက်နေ့မနက်ပါအားလုံးပဲ good morning ပါချိန်မနက်အစောကြီး6နာရီလောက်ပေါ့နော်ထားပါတယ်ဖေးအိမ်မှာဆိုတော့လေအစောကြီးမြိုင်းထားပြဒါကတော့အဲ့ရနေမြာရှုခင်အပြင်မှာပို့ပြီးမိုက်တယ်အမှအဲ့လိုမျိုးဒီအပင်လေးပတ်လည်မှာနေရတယ်လို့လေကွာတော်တော်လေးနေတော့ကောင်းလည်းပြတနေကုန်မိုးရအမှလေးမိုးရက်တဲ့ချိန်ကိုမရှိတနေကုန်ရွာတာပေါ့နော်အဲ့တော့တော်တော်ကြီးအေးရညဆိုစောင်းနဲ့ထဲအဲ့လို3တယ်အဲ့လိုမျိုးခြုံရတဲ့အေးရအခုဒီဗီဒီယိုလေးကိုအတန်ပြတ်သွင်းနေတာအမှပြန်သွားနေခြင်းနဲ့အကြောင်းဖွင့်နေတာလဲမတက်နိုင်ဘူးပေါ့နော်အကြောင်းဒီသတင်းချုပ်ပိတ်မှာပဲသွားနေရမယ်ဒါတော့အခုကြီးနေတကယ်သွားပြီးပြင်နေခြင်းနဲ့စိတ်ပေါ့နော်ကဲဒါကတော့ကျတို့ဟိုဒါအိမ်အောက်ထပ်မှာကျတို့ထပ်ခိုးမှအိတ်တာပါကဲအခုဒီမှာမျက်နှာတဲ့သွားတိုက်ဖို့လားဒီမှာအင်ဂျီထုံနေမှာအရင်အေးတယ်ပေါ့တကယ်လေးတကယ်အေးပါတယ်မအင်ဂျီစပြီးတော့ထုတ်ပါပြီးမျက်နှာတဲ့သွားမတိုက်ရသေးပါဘူးအဲ့ဒါရုပ်ကမျက်နှာတဲ့သွားမတိုက်ရသေးရုပ်ပါနောက်ပြီးမှသွားပြီးတော့တိုက်မှာပေါ့နော်ဒီနေ့ပါဝေးလို့ရမလားမသိအမမကြည့်အောင်ပြားသွားတယ်ကျမရဲ့ဒီဟာလေးရလေ screen လေးပြားသွားအမကျမစိတ်မကောင်းလို့ဖြစ်နေရဖြစ်ပါတယ်ကဲခုတော့ရသွားပြီ okay ပြီအဲ့တော့ခုနောက်ဗာဒီနေ့ဘာဝင်ရင်ကောင်းမလဲပေါ့နော်ဒါကျမမျက်နှာတစ်စေအဲ့ဒါထုတ်တယ်ပြီးတော့ဒီမှာတက်တက်ကြမှာနော်အဲ့ဒါလေးထုတ်လို့အဲ့တဲ့လိုတဲ့ဥစ္စာလေးထုတ်တယ်ပေါ့နော်ပြီးတော့ဒီနေ့ဝင်မဲ့ဥစ္စာထုတ်ပါတယ်ဒါကျမရဲ့ baby တွေအဲ့ဒါယူပါအပြင်ကိုတစ်ခါမှမထုတ်လိုက်ရအဲ့ရတယ်လည်းထဲမအိတ်လိုက်ရအောင်ပေါ့နော်အဲ့ဒီနေ့အေးရဆိုအနွေးရလေးဝင်มาတော့ရမယ်အဲ့တော့ဘာလေးဝင်ကောင်းမယ်ဒီမတီးရလေးနှစ်ခုဝင်မယ်ပေါ့နော်ဒီနေ့ကအဖေရမွေးနေ့ပဲဖြစ်ပါတယ်ဒီမှာအဖေရဲ့ဖေတို့လောက်ထားပြီးအဆင်ပြေပါစေဒီမှာဆုတောင်းတာဒါပေမဲ့လေကျမတကယ်ကိုစိတ်ညစ်သွားတာတရားသွားပါတယ်ဒါပေမဲ့ကြားဝလာတွေကပို့ပြီးချစ်ဖို့ကောင်းတယ်ဒါပေမဲ့စကြဆိုတော့ကျမရဲ့ညနာအရင်ဟိုဖြစ်သွားပါတော့အဖေအဲ့လိုအိတ်လေးနဲ့ပေးဖို့သူကမချောက်ဘူးမချောက်တော့ဒီတိုင်းလေးပဲအဖေကိုသွားပေးလိုက်ရတယ်ပေါ့နော်အဖေကအဲ့ဒါလေးကိုသူ့ရဲ့သွေးထဲမှာတင်ထားချိန်ပေးတဲ့မြတ်ပစ္စည်းအကုန်လုံးအဖေသူ့ရဲ့ luggage ထဲမှာတင်ထားတာပေါ့နော်သူက luggage နဲ့ပဲအဲ့လိုပစ္စည်းပဲထုတ်ပြီးတော့လည်းအတော်လိုမျိုးချိတ်ဖို့ပါအဖေအဲ့လိုမျိုးပေါ့နော်အပေါ်မှာကအတော်နဲ့ဖေနေနေတယ်အောက်မှာကတော့အဖိုးအဖိုးတွေပေါ့နော်သူတို့နေကြတယ်ခြေတို့လိုင်းချက်ခြေကအဖေနဲ့အိတ်တယ်အမကအတော်နဲ့အိတ်တယ်ပေါ့နော်အရန်အေးရဲ့အမဆိုရှင်လေအနွေးရည်ထုတ်လိုက်ပဲဒါလေးဝင်မယ်ဒါလေးအရင်မလို့ကောင်းလို့ပါအဲ့ဒါအကုန်လုံးကအခုဝယ်ထားတဲ့အကုန်လုံးတပတ်ရိတ်ကပဲဝယ်ထားတာပါဝင်းမဲ့အင်ဂျီရဲ့ skin care ရဲ့ထုတ်ပြီးသွားဆိုတော့ဒါလေးကိုပြင်ပိတ်ပါမယ်ခုဘာလုပ်မလဲဆိုတော့ဒီမှာလောက်ဆက်ရှိရဲ့ဥစ္စာလေးလုပ်ပြီးတော့
အင်ဂျီတွေပြီးမြတ်တဲ့အင်ဂျီဘလောက်ပြီးလဲပြီးအောက်စိမ်မို့စားပါမယ်အမကတော့ sorry ဘယ်တော့မှမထားတော့9နာရီခါ10နာရီလောက်မှထားရပါတော့ချိန်ရတော့အဖေနဲ့တူတူစောထားပါလေဒါပေမဲ့ချိန်အဖေကချိန်ထက်နဲ့ပိုစောထားရပါတော့ဆိုတော့ဒီနေ့ဒီဟာလေးဝတ်ပါမယ်ဒါလည်းတပိတ်ကပဲ Raymond top လေးအရန်လာတယ်အခုသူတို့ရှိမှအသက်တွေရောက်ထားတယ်နော်ပြည့်ဒီ skirt ကလေးဒါလေးကတော့ဦးလေးဝယ်ပေးရပါတော့ဒါလေးလည်းဝတ်လို့ကောင်းတယ်အောက်မှာအန်ဒါလေးလည်းပါအဆင်ပြေမွေးနေတော့စကတ်ကလေးကဲခုအဲ့လေးတော့ဝတ်ကြပါမယ်ရှင်ခဏလေးပါပြတွေ့မယ်နောက်ပြီးမှခုဒီမှာကဲခုအမေကလာအမကိုပို့ရင်းနဲ့အမဒီရန်ကင်းထိတ်ကလေးဒီ bakery လေးအမမုတ်စားကြပါတယ်ဒါတော့ဒီနေ့မိုးတွေရွာထားတာအမအခုတစ်ထီမိုးတွေကကြာနေတော့မယ်အဲ့ဒါအဖေမွေးနေပေါ့ဒါပေမဲ့အမချေမုတ်ဒီ bakery မှာမုတ်ဝယ်ပြီးတော့အမေကမုတ်ကျွေးတော့မုတ်တွေစားကြပါတယ်ဒါတော့ချေရုပ်ပါအဲ့ဒါဟိုမနေ့တနေ့ကအဲ့ဗီဒီယိုလေးထည့်လိုက်တာပေါ့နော်ဒါကတော့ဖေးမွေးနေ့ကိုကျမတို့ရေ happy birthday လုပ်ကြပါအဲ့ကလေးလေးရချစ်ဖို့ကောင်းဒါတော့စိုက်ရှင်တူတာလေးပေါ့နော်သူကအရင်ချစ်ဖို့ကောင်းပါလေမအကုန်လုံး happy birthday လုပ်ကြရပေါ့နော်အချမ်းပြောဖို့ကောင်းတယ်အဲ့ဒါဘီဘီညာတော့ထမင်းနေပါစားပြီးတော့အဲ့ကြပါတယ်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ bye guys thank you for watching see you next video